영지도 크리안 니고 멍마면에 담아 메수의 바운 알로노고 뼈쉬엔도 넷대 생카tam야 피바지도 에마누일라 드레스가 마르세 수다운 히다 부다 아바르냐 크리네 나타운 나사드코네 넷대 생카tam야 나이 아체네 루보아 소데 담아 디드나 아피엔 아두드과 ခွန်အားယူနိုင်ဖို့ရအတွက်စိတ်နှလုံးပြင်ဆင်ကြပါစို့ရှေးဥစွာဒေသနာကျမ်းအခန်းကြီး3အခန်းငယ်1မှ8အထိဖတ်လိုပါတယ်ခတ်သိမ်းသောအမှုအရာတို့သည်မိမိတို့အချိန်ရှိ၏မုတ်ကောင်းပြင်အောက်၌ကြံစီသမျှအသီးသီးတို့ကိုပြုရသောအချိန်ရှိ၏ဖွာချိန်နှင့်သေချိန်လည်းရှိ၏စိုက်ပျိုးရမည့်အချိန်နှင့်နှုတ်သိမ်းရမည့်အချိန်လည်းရှိ၏တက်ရသောအချိန်နှင့်အနာပြောက်စီရသောအချိန်လည်းရှိ၏ဖြိုဖျက်ချိန်နှင့်တည်ဆောက်ချိန်လည်းရှိ၏ငိုရသောအချိန်နှင့်ရည်ရသောအချိန်လည်းရှိ၏ညှိတွားရသောအချိန်နှင့်ကခုန်ရသောအချိန်လည်းရှိ၏ကြောက်တို့ကိုဖြန့်ကျဲရသောအချိန်နှင့်စုသိမ်းရသောအချိန်လည်းရှိ၏ဖျက်ရသောအချိန်နှင့်ခွဲခွာ၍နေရသောအချိန်လည်းရှိ၏ဇီးပူးရသောအချိန်နှင့်ဥစ္စာပြောင်းရသောအချိန်လည်းရှိ၏သို့ထားရသောအချိန်နှင့်ပြစ်လိုက်ရသောအချိန်လည်းရှိ၏အဝတ်ကိုဆုပ်ရသောအချိန်နှင့်ချုပ်ရသောအချိန်လည်းရှိ၏တိတ်ဆိတ်စွာနေရသောအချိန်နှင့်စကားပြောရသောအချိန်လည်းရှိ၏ချစ်ရသောအချိန်နှင့်မုန်းရသောအချိန်လည်းရှိ၏စစ်သက်ရသောအချိန်နှင့်စစ်ငြိမ်းရသောအချိန်လည်းရှိ၏လို့တမန်ကျမ်းစာကဖော်ပြပါတယ်ဘုရားသခင်ပြုသောအမှုအရာတို့၌အရာခတ်တိုင်း၌အချိန်အကန့်အသတ်ဆိုတာရှိပါတယ်လောကပါဠတရားမှာလည်းဖြစ်ပြီးရင်ပြတ်မယ်ဆိုတာကိုဖော်ပြပါတယ်အချိန်နဲ့လူဘဝသည်လည်းမမြဲခြင်းမြင့်ရည်ကဲ့သို့အစဉ်စီးဆင်းလျက်ရှိတယ်ဆိုတာမြင်တွေ့ခံစားရပါတယ်လောကမှာအသက်ရှင်စဉ်ခဏအတွင်းမှာအချိန်နဲ့လူဘဝဟာတန်ဖိုးရှိတယ်ဆိုတဲ့အကြောင်းကိုအချိန်နဲ့ဒီရည်ဒီလူကိုမဆောင်ဆိုတဲ့ဆိုရိုးများကိုလည်းအမြဲကြားနေရအမြဲဖြစ်ပါတယ်လူဘဝဟာလည်းရခဲတယ်လို့ဆိုပါတယ်လောကမှာလူရဲလို့လာဖြစ်တဲ့အချိန်တစ်ခဏအတွင်းမှာအချိန်နဲ့ဘဝအသက်တာကိုတန်ဖိုးရှိစွာအသုံးချနိုင်ဖို့ရန်အတွက်အတိတ်ပြစ္ဆုတ်ပံအနာဂတ်အတွက်ပြင်ဆင်ကြပါတယ်ဒါကြောင့်လူတွေဟာဘာတွေကိုလိုချင်တယ်လဲသူ့ရဲ့ဥတီချက်ကဘာလဲသူ့ရဲ့ခံယူချက်ကဘာလဲသူဘာကိုခံစားနေရတယ်လဲသူဘာကိုကြိုက်တယ်လဲဆိုတာကိုအမြဲဆန်းစစ်နေရပါတယ်ဤအရာများကိုမသိလို့ရှိရင်သူ့ရဲ့ဥတီချက်တွေကတကယ်တမ်းအခက်အခဲတွေနဲ့ကြုံတဲ့အခါသူ့ကိုအထောက်အကူမပေးနိုင်ပါဘူးသူ့ရဲ့အတွင်းစိတ်နှလုံးမှာလည်းအားကိုးစရာစွမ်းရည်တတ္တိတွေအသိဉာဏ်တွေယုံကြည်ချက်တွေခံယူချက်တွေဆိုတာလည်းမရှိနိုင်တော့ပါဘူးထို့အတူပဲကိုယ့်ရဲ့ဥတီချက်ခံယူချက်တွေကိုကောင်းကောင်းသိတဲ့သူဟာအခက်အခဲတွေတွေ့တဲ့အခါလဲခဏရည်အများကြီးရှိပါတယ်ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေခင်ဗျာအချိန်တိုလူဘဝကာလအတွင်းမှာဖြစ်ပြင်းရင်ပြတ်မဲ့လောကနိယာမရဲ့အဖြေကိုပေးနိုင်သောယေရှုခရစ်တော်ကိုလက်ခံယုံကြည်ဖို့ရန်လိုပါတယ်မိတ်ဆွေ19ရာစုရဲ့အကြီးအကျယ်ဆုံးသောစကားတစ်ခုဖြစ်တဲ့အတ္တမာဆုံးသောသူတွေသာအသက်ရှင်ကြံရစ်တာမဟုတ်တလို့အသိဉာဏ်အရှိဆုံးတွေလည်းကြံရစ်တာမဟုတ်ပါဘူးအပြောင်းလဲမှာပြောင်းလဲနိုင်သူတွေသာအသက်ရှင်ကြံရစ်ပါတယ်လို့စင်ကယ်ဖြစ်စဉ် theory ကိုဖော်ထုတ်ခဲ့တဲ့ Charles Darwin ကမိန့်ခဲ့ပူးပါတယ်ဆိုလိုတာကရှင်သန်ခြင်းနဲ့တည်ဆုံးခြင်းကြားထဲမှာမိမြပင်တန်မာပါစေမိမြပင်အသိဉာဏ်ရှိစေကမူဖြစ်ပြီးရင်ပြတ်မယ်ဆိုတာကိုသူလည်းဝန်ခံပါတယ်ဘုရားသခင်ဤလူမောရှိပြုတော်ဆုတောင်းပတနာထဲမှာဆာလံ90အငယ်4မှ6ထိဖတ်လိုပါတယ်ရှေ့တော်၌နှစ်တစ်ထောင်သည်လွန်လေပြီးသောမနေ့ကဲ့သို့၎င်းညရန်တရံကဲ့သို့၎င်းဖြစ်ပါ၏လူတို့ကိုလွှမ်းမိုးတိုက်သွားတော်မူ၏
သူတို့သည်အိပ်ပျော်ခြင်းကဲ့သို့ဖြစ်ကြပါ၏လူသည်မြတ်တင်ကဲ့သို့နတ်နတ်ချိန်၌တိုးပွားတတ်ပါ၏နတ်နတ်အချိန်၌ကပွင့်လန်း၍တိုးပွားပါ၏ညဦးအချိန်၌ကရိပ်၍ညှိုးနွမ်းပါ၏ဟုဖော်ပြပါတယ်ဘုရားသခင်၏လူမောရှိကမနေ့ယနေ့နောင်ကာလနေဆာထာဝရတည်ရှိသောဘုရား၏မျက်မှောက်တော်အောက်မှာလူရဲ့အချိန်နှစ်ဘဝဟာတိုးတောင်းလွန်းလာပါတယ်လို့ဤသို့နန်းရှင်ဖော်ပြပါတယ်အခန်းငယ်စနစ်မှာလည်းအကျွန်ုပ်တို့ဒီပြည့်ညက်တရားကိုနှလုံးသွင်းမိအကြောင်းကိုနေ့ရက်ကာလကိုရည်တွက်နိုင်စေခြင်းဟာသွန်သင်တော်မူပါဟုဖော်ပြလို့နေပါတယ်ချစ်တော်မိတ်ဆွေနှစ်ဟောင်း2020မှဒီနှစ်သစ်2021တို့ဝင်ရောက်တဲ့အခါမှာအချိန်ကာလနှင့်လူဘဝကိုပိုင်သာအုပ်စိုးတော်မူသောထာဝရဘုရားသခင်သည်သင်ရဲ့စိတ်နှလုံးထဲသို့ဝင်ရောက်မိအကြောင်းနဲ့မိမိရဲ့နေ့ရက်ကာလတွေကိုရေတွက်နိုင်စီဖို့ရန်အတွက်အလိုတော်ရှိပါတယ်ဖြစ်ပြီးရင်ပြတ်မဲ့ဤလောကလူပုံပေါ်အသက်ရှင်စဉ်ခဏအတွင်းမှာအချိန်နဲ့လူဘဝရဲ့အဖြေဟာယေရှုခရစ်တော်သာလျှင်ဖြစ်ပါတယ်မိတ်ဆွေအချိန်မလွန်ခင်အခွင့်အခါသစ်ရရှိတဲ့ဤ2021ဟာအချိန်နဲ့လူဘဝကိုရည်တွက်နိုင်စေဖို့ရန်အလို့ငါတွင်တင်တော်မူသောခရစ်တော်ယေရှုထံတော်အပါမှလမ်းပြပို့ဆောင်ခြင်းခံယူနိုင်ပါစေတမန်ကျမ်းစာတော်မြတ်တစ်ပိုက်ကိုဖတ်ပြီးဒေသနာတော်ကိုနှီးကုံချုပ်လိုပါတယ်နှစ်ကောအခန်းကြီး9အခန်းငယ်19လူမီဒီကခရစ်တော်၌ရှိပြီးအသစ်ပြုပြင်သောသတ္တဝါဖြစ်၏ဖောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြ၏ကျမ်းစာသူအယောက်စီတိုင်းပေါ်သက်ရှင်တော်မူသောထာဝရဘုရားသခင်သည်ကောင်းချီးပေးပါစေအာမင်